အားလုံးမင်္ဂလာပါ မင်္ဂလာပါဆရာ ဒီကနေ့တော့ကျွန်တော်တို့ SKN Training Center မှာလာရောက်တင်နန်းတက်ထားတဲ့တင်နန်းသားဒီအိမ်ချမ်းမြေတွေကချန်ပီယံ3ယောက်နဲ့ပေါ့နော်ဒီနေ့ဆရာတွေ့ပြီပေါ့အဲချန်ပီယံ3ယောက်ကိုဒီနေ့စကားလေးနည်းနည်းပြောကြရင်းနဲ့ဗီဒီယိုလေးဖန်တီးလိုက်ဖို့အစီအစဉ်လေးတစ်ခုဆွဲလိုက်တာပေါ့တကယ်ကတိုက်ဆိုင်မှုတစ်ခုပါဒီလိုကိုဆိုင်ကတော့ပကိုးပါပေါ့နော် Royal Main အိမ်ချမ်းမြေကကိုဆိုင်ဖြစ်ပါတယ် မင်္ဂလာပါခင်ဗျ ဒီဘက်ကတော့ top အိမ်ချမ်းမြေကတပည့်2ယောက်ပေါ့နော်လူချောလေး2ယောက်ပေါ့သူတို့တွေကလည်းကိုယ် line နဲ့ကိုအောင်မြင်နေတဲ့လူတွေဖြစ်တာပေါ့နော် SKN Training Center ရောက်လာတော့လေသူတို့အတွက် network တွေပဲရသွားတယ်သူတို့တွေကတကယ်တော့အပတ်စဉ်မတူကြဘူးဒါပေမဲ့တရားတော့က network ဆရာတို့ကချိတ်ပေးတဲ့ခါကျတော့ခင်မင်ရင်းနှီးသွားတာပေါ့ကဲကိုဆိုင်ကိုမေးခွန်းလေးပထမဆုံးမေးချင်တာကကိုဆိုင်ပကိုးမှာအောင်မြင်တယ်လို့သိရတာပေါ့နော်အဲ့ဒီပကိုးမှာနေရာတနေရာရောက်ဖို့ကိုဆိုင်ဘယ်နှစ်လောက်ရင်းလိုက်ရလဲ အခုဆရာ9နှစ်ခွဲ6နှစ်လောက်ရောက်လာပြီဆရာဟုတ်ကဲ့ ဆရာလည်းကိုဆိုင်ကိုကြည့်နေတာပေါ့နော် online မှာဟောပါကိုဆိုင်ကလည်းနေရာတစ်ခုလေးရနေတာပေါ့နော်အဲ့တော့ပကိုးမှာပဲမလုပ်ဘဲနဲ့ရန်ကုန်လာဖို့အစီအစဉ်ရှိလား ဟုတ်ကဲ့ရှိတယ်ဆရာဒါကြောင့်လည်းဆရာနဲ့လာတွေ့ပြီးတော့တိုင်းသေးတိုင်နေတာပေါ့ဆရာကျွန်တော်ရဲ့ရည်ရွယ်ချက်ကအရင်ကရန်ကုန်မှာနေခဲ့တာစနစ်ဒီပါနေခဲ့တော့ရန်ကုန်ရဲ့ lifestyle နဲ့ရန်ကုန်ရဲ့လူမှုစစ်တမ်းနဲ့ဈေးကွက်ကိုသဘောကျတယ်ဒါပေမဲ့ကိုယ့်ရဲ့အကြောင်းတရားကြောင့်ဘိုးမှလုံးဖြစ်သွားတယ်ဒါပေမဲ့အဲ့မှာလည်းအတိုင်းအတာတစ်ခုဖြစ်အောင်တော့ကျွန်တော်နေရာလေးတစ်ခုရအောင်စူးစမ်းလာတယ်အချိန်ညရင်ဒီလိုပြန်လာမယ်ဆိုတာလွန်ခဲ့တဲ့2နှစ်ကျော်လောက်တည်းကကျွန်တော် plan ဆွဲလာတယ်နော်အကြောင်းတရားကြောင့်ကျိုးအကြောင်းတွေကြောင့်ဖြစ်လာတာဒါအခုဖြစ်ဖို့အတွက်အချိန်တန်တယ်ပေါ့ဆရာ SKN Training Center လာပြီးနောက်ပိုင်းကိုဒီရန်ကုန်မှာလှုပ်ဖို့ပို့ပြီးတွန်းအားဖြစ်လာတယ်လို့မခံစားရဘူးလား ဟုတ်တယ်ဆရာတွန်းအားလည်းဖြစ်လာတယ်သုံးမဲ့ချက်လည်းပို့ပြီးတော့ပြည်ပြီးပြတ်သားလာတယ်အဓိကတော့လုပ်ငန်းတစ်ခုစတင်ဖို့ကကိုဘလောက်ပဲ plan ဆွဲပေါ့နော်ဆရာတို့လည်းအဲ့လိုဖြစ်လာတာပေါ့နော်နောက်ကလေတရားရောက်ကတွန်းအားပေးမှနောက်ကတရားရောက်ကအားပေးမှဆိုတာလုပ်ဖြစ်လာတာရှိတယ်လေအခုကိုစားရုပ်လည်းဆရာအနေနဲ့အားပေးတယ်ဘကိုးမှာပဲလှုပ်တာတဲ့ဆိုလို့ရှိရင်ရန်ကုန်ဈေးကွက်ကိုကျဲတယ်ကိုစားရုပ်ကလည်းအောင်မြင်တဲ့အလားအလာတွေရှိတာပေါ့နော်ရှိတဲ့ခါကျတော့ရန်ကုန်လာတိုးစီခြင်းနဲ့ဆန္ဒနဲ့ဆရာအားပေးတယ်လာပါဆရာတို့ SKN Training Center ရဲ့ founder အပါအဝင်ဒီ network ကြီးပေါ့လူရောက်400-500လောက် network ကြီးရှိနေတာလေအဲ့တော့ကိုစားတို့ရဲ့ကိုလောက်ခဲ့တဲ့အားတွေကိုရှင်တန်ခဲ့တဲ့အားတွေနဲ့အောင်မြင်မလို့ဆရာယုံကြည်တယ်ဟိုလာတိုးပါနော်ဟုတ်ကဲ့ဆရာဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဒီဘက်ကတော့ top အိမ်ချမ်းမြေကတားနဲ့တမီးပေါ့တကယ်တအားရင်းနှီးပါတယ်အဲ့တော့သူတို့နှစ်ယောက်လည်းမြောက်တကုံကိုလာဖို့ဆရာအနေနဲ့တွန်းအားတွေပေးခဲ့တာပေါ့နော်အဲ့တော့မြောက်တကုံမှာလာပြီးတော့မှအခုလာပြီးတော့ဈေးကွက်တိုးတယ်ဆရာအနေနဲ့အလုပ်ဖြစ်နေရလဲတွေ့ရတာပေါ့နော်အလုပ်ဖြစ်ဖို့အခက်အခဲတွေဘာတွေရှိခဲ့လဲအခက်အခဲကတော့အများကြီးပါပဲဆရာပြောမှဆိုရင်တော့ကျွန်တော်တို့ကပေါ့နော်ဟိုအဓိကတော့ဆရာပြောမှစိတ်ရှည်ကြီးပေါ့နော်သိရှိပြီးတော့ပါပေါ့အများကြီးသိခံရတာပေါ့နော်ဆရာပြောတော့ကိုကဒီနေပဲတစ်ခုမှာကိုကဟိုအဓိကတော့လူနဲ့တစ်ခုမှာပေါ့နော်ကိုကစ run မယ်ဆိုလို့ရှိရင်သိခံရတယ်ပေါင်ဆိုင်ရတယ်ပြီးတော့သိရှိရတယ်ပေါ့ဆရာရေဟုတ်တမိတက်ဖြစ်ပြောပေးပါဦးဘာတွေရင်ဆိုင်ခဲ့ရလဲဒီနောက်တော့မှာစလုံးနေဆိုတော့ပေါ့နော်အရင်တော့လည်းအများကြီးတက်တက်ပြင်းပြင်းရှိရဆရာရှင်မှာခဏရင်တက်တယ်ပြီးတော့မှဆရာရဲ့ခွန်အားတွေနဲ့ပေါ့နော်ဒီအလုပ်တွေကိုရှေ့ဆက်ပြီးတော့နေနေတစ်ခုမှာအခြေချဖို့ဆိုတော့လွယ်တဲ့အလုပ်မဟုတ်ဘူးနော်အဲ့တော့ဆရာရဲ့အားအင်အများကြီးလည်းပါပါတယ်အဆုံးဖြတ်ချက်ချပြီးတော့တင်တန်းလေးတက်ပြီးတော့ထဲထဲဝင်လုပ်ဖြစ်လာတယ်ပြီးတော့အချိန်တစ်ခုစောင့်ရတယ်ငါမလုံးနိုင်ဘူးဆိုတော့ဘူးမှတော့မရှိဘူးငါလုံးနိုင်တဲ့အချိန်တိုင်းတာတစ်ခုစောင့်မယ်ပြီးတော့စိတ်ရှည်ရတယ်ပေါ့ဆရာပြောခဲ့တယ်လို့အဲ့စကားလေးကိုအမြဲမှတ်ထားရပါတော့စိတ်ရှည်တယ်ပြီးခံတယ်စေတနာထားတယ်အဲ့ဒါကြောင့်မို့လဲဟိုကံကန်းကြီးကျိုးပေါ့နော်ကံကောင်းခြင်းတွေလည်းအချိန်တိုလေးနဲ့အောင်မြင်လာတယ်အတိအပွင့်တွေခံစားရလာတယ်အဲ့ကြောင့်ကံကောင်းခြင်းတွေဖြည်းဖြည်းလာတယ်ဘာသာရေးလည်းလုပ်တယ်ပေါ့နော်ကောင်းပါတယ်နော်တမီးတို့အခုသားတို့ဖြေတဲ့ဟာကဘာလို့လဲဆိုတော့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ခုနလည်းကိုစားပြောပြခဲ့တာပေါ့နော်ရန်ကုန်လာမယ်ဆိုရင်အားလုံးအစင်းနေပြတ်မှလာမယ်ဆိုရင်အချိန်ကြာသွားလိမ့်မယ်လာဖြစ်ချင်မှလာတော့မှာပေါ့နော်မတွမဆုပ်ဘဲနဲ့ခုနဟိုလှုပ်ဖြစ်ဖို့အရေးကြီးတယ်ဆရာတို့စလုပ်တော့ဆိုရင်တမီးတို့လည်းပြောပြပူပါတယ်ရန်ကုန်မှာလာပြီးလာရှိုးသားတယောက်အနေနဲ့လာလှုပ်တဲ့ခါကျတော့အဓိကလှုပ်ချင်တဲ့ဆန္ဒရှိတယ်ပြင်းပြတယ်အောင်မြင်ချင်တဲ့ဆန္ဒပြင်းပြတယ်သူများတွေလှုပ်နေတယ်သူများတွေအောင်မြင်နေတယ်ငါဘာလို့မလုပ်နိုင်ရမဆိုတော့စိတ်ပေါ့နော်ဒါပေမဲ့အဲ့နောက်ကွယ်မှာကခုနအခက်အခဲတွေရင်ဆိုင်တာလာရှိုးသားတယောက်အနေနဲ့ရန်ကုန် location ကိုမသိဘူးဟိုဘာလာမှာစဖွင့်တယ်ကြောက်စရာမျိုးတွေမှာဖွင့်တယ်တောင်းမလားဘယ်လိုတော့မှမသိဘူးတင်ကားမျိုးဘယ်နှနေမှမသိဘူးနော်ဒီလိုဘွားနဲ့ရန်ကုန်မကားလည်းမမောင်းနိုင်ဘူးဒီလိုဘွားနဲ့စပြီးတော့မှခုနစန္ဒပေါ့နော်ပြင်းပြတဲ့ဟာလေးတစ်ခုရှိရမယ်နောက်တစ်ခုကခုနတားပြောတဲ့စိတ်ရှိရမယ်တိတ်နိခံရမယ်ပေါ့နော်အောင်မြင်ခြင်းနဲ့ဆိုရင်အချိန်ပေးရမယ်အချိန်ပေးရဒါဘယ်လောကမဆိုပေါ့နော်ဒါအင်ချမ်းမြေလောကမှမဟုတ်ဘူးရုပ်ရှင်မင်းသားမီလောကနော်ကားဝါရှော့လောက
ဒီကားဝယ်ရောင်းတော့ကားရှိုးလုံးတော့ကမီဒီစီးပွားရေးနယ်ပယ်မှာမဆိုပေါ့နော်ချက်ချင်းကိုအခုရေတွင်းတူအခုရေကြီးတောက်လို့မရနိုင်ဘူးပေါ့နော်စိတ်ရှိရတယ်တိတ်တိခံရတယ်အခက်အခဲတွေများစွာကိုကြော်ပြရတာပေါ့နော်ဆရာလည်းအခုအိမ်ချမ်းမြေလှုပ်တက်က25နှစ်ကျော်သွားတယ်ဆိုပေမဲ့လည်းဟို25နှစ်လုံးအောင်မြင်တဲ့လူမှမဟုတ်တာကြီးဟုတ်တယ်မလားကြာဆုံးခန်းတွေအများကြီးကိုရင်ဆိုင်ခဲ့ရတယ်အခက်အခဲအများကြီးကိုရင်ဆိုင်ခဲ့ရတယ်ခုနတမီးပြောတဲ့စိတ်ရှည်မှုတိတ်တိခံမှုတွေအများကြီးကိုရင်ဆိုင်ခဲ့ရတာပေါ့နော်အဲ့တော့အခုတခါပကိုးကကိုဆိုင်ကိုလှည့်ပေးချင်တာကပကိုးကဟန်တာရီအေပေါ့ကအခုဘလို့အခြေအနေမျိုးကိုကိုဆိုင်အနေနဲ့တွေ့မြင်နေရလဲ Airport အနေနဲ့တော့အခုအခြေအနေရတော့သူတို့တွေစာချုပ်ကိစ္စလေးတွေချုပ်ပြီးပြီလို့တော့ကျွန်တော်တို့သိကြတာဘယ်လိုလဲဆိုတော့ကျွန်တော်သိကြမဟုတ်ဘူးဒါအရေးကိုသိကြတာဆရာကဟိုပေါ့ဒီမှာမျှဝေချင်တာပေါ့နော်ဆရာကတော့နည်းနည်းဟို network ပိုကျတဲ့ခါကျတော့ပကိုးဟန်ရီအေပေါ့ကပြန်လုံနေပြီပေါ့နော်ပြန်လုံနေပြီဆိုတော့ပကိုးအိမ်ချမ်းမြေလည်းအလားလာကောင်းတယ်နောက်ခုကပကိုးစက်မှုစုံနဲ့ဆိုတော့ချဲ့တာပေါ့နော်ချဲ့တော့ပကိုးစက်မှုစုံကလည်းတကယ်ဟိုလမ်းမဆက်တွေကလည်းကောင်းတာဟုတ် transportation ကအရန်ကောင်းတဲ့ခါကျတော့ပကိုးမှာဝင်တိုးတဲ့လူတွေလည်းများလာတာကပကိုးစက်မှုစုံတော့ဈေးပါလာတာပေါ့နော်ဒီနေထားတွေကြားတာပေါ့အဲ့တော့ပကိုးမှာလည်းဟိုပေါ့ဟိုကိုဆိုင်အနေနဲ့ဆရာပြောချင်တာကရန်ကုန်လာတိုးမယ်ဆိုတော့ပကိုးလည်းမဖြုတ်နဲ့ပေါ့ပကိုးလည်းအလားလာအများကြီးကောင်းပါတယ်နောက်ပကိုးလည်းဘယ်လို plan လေးရှိသေးတယ်နောက်ထပ် ပကိုးမှာကျွန်တော်အတွက်အောင်မြင်ဖြစ်ခဲ့တယ်အောင်မြင်ဖြစ်ခဲ့တဲ့အတွက် next plan အနေနဲ့တော့အခုလောလောဆယ်မှာရုံခန်းအနေနဲ့ဒါဒုတိယရုံခန်းအနေနဲ့တော့ကျွန်တော်တို့ကပကိုးမှာပေါ့ပထမရုံခန်းတော့ကျွန်တော်တို့လက်ရှိအိမ်မှာဖွင့်တာဒုတိယရုံခန်းအနေနဲ့တော့ကျွန်တော်တို့မဟာမြိုင်လမ်းမပေါ်မှာတက်လာပြီဆရာဒါလည်းအောင်မြင်မှုတစ်ခုပါပဲเนาะဟုတ်ကဲ့ဆရာဒီထက်ကိုအင်အားကောင်းကောင်းနဲ့ဟိုစားပြကောင်းကောင်းပေးနိုင်မှုပြင်ဆင်ထားတယ်အဓိက customer တွေပေါ့ customer တွေအတွက်ဟိုပေါ့ဝန်ဆောင်မှုပေးတဲ့ဘိုင်းတွေကိုကျွန်တော်တို့အလင်းတင်တာနဲ့အမြန်ဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်ပြီးဥမာအိမ်ကောက်တာနဲ့စပြီးတော့ဥမာစားပြပေးတဲ့ဘိုင်းတွေဝယ်ပြတဲ့ဘိုင်းတွေပေါ့အမြန်ဆုံးဖြစ်အောင်အခုမှကျွန်တော်တို့မှာဘာအတကြလေးရှိရဲဆိုတော့ customer တွေလက်ခံတာဒီအမြန်စံတိကျမှန်ကန်စိတ်ချပေါ့ဘယ် review ရဲ့စိတ်ပေါ့အဲ့ဒါ customer တွေကပေးတာပေးတာတချို့ဟာလေးဆိုရင်ဆရာရဲ့နိုင်ပိုင်းနဲ့ထွက်တာလေးရှိအဲ့ဒီပြရုပ်လေးတွေကကျွန်တော်တို့ကရှေ့မှာသူတို့တွေရဲ့ recommend ပေးတာလေးတွေရခဲ့ပြီအခုမှလေးလည်းဒီ recommend အများဆုံးရတာလည်းဒီကျွန်တော်တို့ review ရဲ့ရတော့ review အများဆုံးရရတယ်ကျွန်တော်တို့ရတော့ပေါ့နော်အဲ့တော့ပထမ page ကပြတ်သွားလို့အဲ့တော့ review ပုံများတယ်ဆရာ50ကျော်လောက်ရှိအခုဒုတိယ page အသစ်ပေါ့နော်page ကလည်းသူကသူဖိုင်နယ်လောက်တော့ရှိတယ်ဆရာအဲ့တော့အခုမှ review ဆိုတာယုံကြည်လက်ခံပြီးသားလည်းဖြစ်တယ်ပြောမယ်ဆိုရင်ကျွန်တော်တို့တွေ service center ကိစ္စတွေကိုတီးတာစစ်စစ်ပြီးတော့မှလောလောပြီးတာဖြစ်တဲ့အတွက်မမှန်ကန်တဲ့ဟာဆိုကျွန်တော်တို့ကိုယ်တိုင် cancel တယ်ဗျာပြီးခဲ့လားဆိုရင်3မွေးစက်တိုက် service center မှားတာကျွန်တော်တို့မရောက်ဘူးcancel လိုက်တယ် page မှာလည်းမတင်တော့ဘူးဒီလမှာလည်းဒီလိုကြုံရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေရမှာကအကျိုးတောင်က 2% ဒါပေမဲ့ဝယ်သူတွေဆုံးရှုံးမှာထောင်နဲ့ရှိဆုံးရှုံးအဲ့တော့အဲ့ဒီအဖြစ်မျိုးကျွန်တော်တို့ကမခံဘူးအဲ့အတွက်ကျွန်တော် brand တစ်ခုအနေနဲ့တော့ကျွန်တော်ဘိုးမှာတိစောက်ထားတယ်ယုံကြည်စိတ်ချမှုတော့ပြေးမှရှိကြတယ်ဒါမျိုးပေါ့နော်အဲ့ဒါအရေးကြီးပါတယ်ဟိုကိုဆိုင်ကဆရာနဲ့မဆုံခင်ကတည်းကကိုဆိုင်ရဲ့ online မှာတော်တော်ပေါက်နေတဲ့လူငယ်လေးတူပေါ့နော်ကိုဆိုင်မျှဝေတာလေးဆရာလည်းဝင်ကြည့်ဖြစ်တာပေါ့နော်ဒါကြောင့်မလို့လဲကိုဆိုင်တို့လုံနိုင်ကင်နေတဲ့ရွယ်လုံနိုင်တဲ့ ability တွေရှိနေတာကိုဆရာမြင်တာပေါ့နော်ဒါကြောင့်မို့ရန်ကုန်လာဖို့ဆရာလည်းဖိတ်တယ်အများဆုံးလာနိုင်အောင်လည်းစူးစမ်းပေါ့နော်ဟုတ်ကဲ့ဆရာအဲ့တော့ဟိုအများဆုံးလာနိုင်အများဆုံးလုပ်လို့ရှိရင်ကိုဆိုင်တို့အနေနဲ့ကဆရာမြင်တယ်ခဏလေးနဲ့တိုးတက်သွားမှာနော်ဒါလေးတော့ဆရာအားပေးချင်တာပေါ့နော်ဆရာလည်းတွဲခေါ်လာတယ်ကျေးဇူးတင်ပါတယ်ဟုတ်နောက်တစ်ခုကဒီဘက်ကသားနဲ့သမီးပေါ့နော်မြောက်တကုံမှာလုံနေနဲ့ဒါတို့ဗီဒီယိုတွေရိုက်တာလည်းတွေ့တယ်လေဒါတို့ရိုက်တဲ့ဟာလေးလည်းကောင်းတယ်အလုံးလေးတွေလည်းဟိုပေါ့ဟိုရိုက်တဲ့ဟာလေးတွေဈေးတန်တဲ့ဟာလေးလည်းဆရာတွေ့တယ်နော်အဲ့ဒါလေးတွေကဒါတို့သမီးတို့အခုအချိန်တိုတွင်းလေးမှာပေါ့နော်ဘယ်ဟာပဲဗီဒီယိုရိုက်တင်တယ်ဘယ်ဟာပဲဗီဒီယိုမရိုက်တင်ဘယ်လိုတွေစီမံခောက်ခွဲပြီးရိုက်ဖြစ်တယ်ဗီဒီယိုရိုက်တာတော့ဆရာပေါ့နော်ဟိုပေါ့အဓိကတော့ဒီဈေးနှုန်းမှန်ကန်တယ်ပေါ့နော်ဈေးနှုန်းမှန်ကန်မယ်နောက်ပြီးတော့ဒီစာတန်းကောင်းတဲ့ဟာမျိုးပေါ့နော်ဟုတ်အမျိုးတော့ပါပေါ့အဓိကဥစားပေးလိုက်တယ်ပေါ့ဆရာရဲ့ကောင်းပါတယ်ဟိုပေါ့အဓိကတော့ဆရာတို့ခုနကိုဆိုင်လေးပြောသွားတဲ့ဟာပေါ့နော်ဆရာတို့ comment ပေးပါတယ်ဆရာတို့ဝန်ဆောင်မှုလုပ်ငန်းက brand name တစ်လုံးကအရင်ရေးကြီးတာပေါ့နော်ဟုတ်ကဲ့ဆရာမားတဲ့ဟာဆိုမလုပ်ဘူးဆရာတို့ဆိုရင်25နှစ်ကျော်သွားတယ်ဆိုပေမဲ့လည်းဒီနေ့အချိန်ထိဟိုအမားလုပ်ဘူးတာမရှိဘူးနော် customer ကိုပစ္စည်းအမားပေးတာမရှိဘူးနော်ဘယ်လောက်ပဲပတ်စံရမယ်အလုံးမဖြစ်ဖြစ်မားနေတဲ့လျောက်ပဲဆရာတို့ကမလုပ်ဘူးပေါ့နော်နောက်တစ်ခုကဆရာဆိုရင်စောက်ခွင့်နဲ့စီးပေါ့နော်ပွဲညော့ဆရာမစားခဲ့ဘူးဒီနေ့ချိန်ဒီစိုက်ခွန်တော်နဲ့ဆက်တွေ့တဲ့ဒီမိတ်ဟောင်းတွေကဒါသမီးတို့တားတို့မျှဝေတာပေါ့နော်ယုံကြည်မှုတစ်ခုရနေလို့ရှိရင်ခုနကကိုဆိုင်လေးပြောသွားတာပေါ့နော် Royal Man ကပကိုးမှယုံကြည်မှုရတယ်ဒီတိုင်းကိုတွားလို့ရှိရင်တော့အချိန်လေးတစ်ခုပေးလို့ရှိရင်တော့အောင်မြင်မှာပေါ့နော်အင်ချမ်းမြေဝင်တိုးတဲ့ကုမ္ပဏီတွေအများကြီးဆရာရှိမှာပေါ့နော်ဝိုးဆိုဝင်ပြီးတော့မှတိုးလိုက်တယ်ခဏတစ်ဖြုတ်ဝိုးဆိုတက်သွားတယ်ပြီးချက်ပြောက်ငက်ပြောက်ပေါ့နော်
အဲ့နာမည်ရောလူတွေရောအကုန်ပျောက်ကုန်တာလေအဲ့လိုတွေရှိတာပေါ့နော်ဒါကြောင့်မလို့ဒီဝုန်းတိုးပြီးဝုန်းမပြောက်အောင်ဆိုတာကနာမည်တစ်လုံးထိဖို့လိုတယ်ခုနဝုန်းတက်လာပြီးနီးမှန်လမ်းမှန်မဟုတ်တဲ့အတွက်ကြောင့်မလို့ရက်တီလို့မရတော့လို့ပျောက်ထွက်သွားတာဆရာတို့ယူဆတာပေါ့နော်အဲ့တော့အင်ချမ်းမြေလုပ်နေတဲ့နောက်လုံးမဲ့နောက်တက်တွေလည်းကျွန်တော်အများအားမျှဝေပါတယ်ဘယ်သူကိုမဆိုပေါ့နော်အပြင်မှာလည်းကျွန်တော်တပည့်တစ်ပတ်နေကအင်ချမ်းမြေနဲ့ရှင်တန်လှုပ်ရှားပြီးရုန်းကန်ပြီးအောင်မြင်တဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်တော့အများအားမျှဝင်နေတဲ့စိုက်ကွန်တော်ကုမ္ပဏီရဲ့ပဲ့ကန်ရှင်ဦးစိုက်ကွန်တော်ဖြစ်ပါတယ်အခုလည်း SKNTC နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မျှဝေတယ်တွဲခေါ်တယ်လူတိုင်းပေါ်မှာစီရင်ထားပြီးပြတ်ထားတဲ့အားတွေကတကယ်ကဟိုရရတဲ့အကျိုးမြတ်ကဘာလဲဆိုတော့ PT ပေါ့နော်တားတို့လည်းနောက်ပိုင်းကျရင်အဲ့လိုစိတ်လေးတွေဖြစ်လာမျိုးဆရာယုံကြည်တယ်အားလုံးအောင်မြင်ကြပါစေအခုနှုတ်ဆက်လိုက်ပါဦးဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကိုဆိုင်ပါ Ryan Real Estate က CEO Founder ဖြစ်ပါတယ်ကျွန်တော်ကတော့လက်ရှိပဲကို HMA Real Estate ရတော့ဆိုတော့အခုဒါဆရာနဲ့လာတွေ့တယ်ကျွန်တော်အားလာပြီးတော့ပေါ့အဓိကကျွန်တော်ရန်ကုန်မှာလုပ်ဖြစ်ဖို့အတွက်စဉ်းစားနေတာကြာတယ်ဒါပေမဲ့အခု2နှစ်ကျော်လာပြီပေါ့ဒါပေမဲ့ဆရာရဲ့အားပေးမှုတွေရတယ်ဆရာရဲ့ဆုံးမစကားတွေကြားရတဲ့ခါကျတော့အခုရန်ကုန်မှာစဖို့အတွက်အခုချိန်ကစပြီးတော့ကျွန်တော်ဒီလထဲမှာစဖို့အတွက်ခွင့်လန်းနေလည်းရလာတယ်ဆရာရဲ့လည်းပဲခွင့်မှုလည်းကျွန်တော်အရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြောပါအောင်တားနဲ့တမီးရောဟုတ်ကဲ့ဗျဟုတ်ကဲ့ဆင်္ဂလာပါဗျတော့အချိန်ပြရပါခင်ဗျကျွန်တော်ကတော့တော့အချိန်ပြခုရဲပါခင်ဗျအဲ့ဒါကမှကျွန်တော်တို့ဒီမှာလုပ်ဖြစ်တဲ့အဓိကအကြောင်းအရာပေါ့နော်ဒါဆရာရဲ့စိတ်ကုံကားတွေအများကြီးပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစတော့တော့မှာဗျသမတ်ဆိုရင်ပေါ့နော်တကယ်ကြီးအများကြီးရှိတယ်ဒါဆရာကြီးမှာကျွန်တော်တို့ညွှန်တက်ပြီးတော့အနောက်ကောင်းနေကြရတယ်ပြီးတော့ပေါ့နော်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီမှာလည်းဖတ်လို့ဖို့အတွက်ခွန်အားတွေအများကြီးရတယ်ပေါ့နော်တော့အင်ချင်ရပါတော့ရွှေပြည်မှာတော့ရုံးချုပ်ပေါ့နော်ဒီမှာကတော့ရုံးရဲ့အနေနဲ့ထပ်နေတာပေါ့နော်ငါတို့တော့အင်ချင်လာတဲ့ပြည်လာတော့အကောင်းဆုံးကိုအမျိုးဆွေဝယ်လို့အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်လို့ပြီးတော့ဈေးတန်တဲ့ဟာလိုချင်တဲ့နေရာလေးနဲ့ဈေးနှုန်းလေးပေါ့နော်အဲ့လိုအသက်နိုင်ဆုံးစဉ်းစားထားပြီးရှာပေးပါတယ်ကျေးဇူးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်